မင်းမြတ်မင်းမာတွေတွေးနေတာလေနင်းတို့ရဲ့အတန်အေးလေးကမင်းမြတ်ကိုသတိဝင်လာစေတယ်။သူမကသူတို့ရဲ့အခန်းလေးထဲမှာနေကြပန်းလေးတွေကိုပန်းဦးထိုးနေရင်မင်းမြတ်ကိုလှမ်းကြည့်လိုက်တာပါ။နေကြပန်းလေးတွေကနေအောင်ကြည့်ရရင်နန်းဆန်းသွားတယ်လို့ပဲမင်းမြတ်ကိုတွေ့ရင်နင်းတို့မျက်နှာလေးကလည်းလင်းပတ်သွားတတ်တယ်။ဘာမှမဟုတ်ပါဘူး။နင်းမင်းမြတ်ကဟန်ဆောင်ပြုံးပြလိုက်ရင်စပွဲပေါ်မှာတင်ထားတဲ့သူ့ဖုန်းကိုအသာရကြည့်လိုက်တယ်။ຫນွေဦးစီကမက်ဆေ့ချဝင်နေတာကိုသူတွေ့လိုက်ရတယ်။ညကြရင်တွေ့ရအောင်တော့တဲ့မင်းမြတ်ရဲ့ရင်ထဲမှာတော့ပြောင်းဆန်နေပါပြီ။တစ်ဖက်မှာလည်း6နှစ်တာတန်ရောစုရှိတဲ့နင်းတို့နောက်တစ်ဖက်မှာလည်း3လလောက်ပဲရှိသေးပြီးသူ့ကိုရင်ခုန်စေတဲ့ຫນွေဦး။သူဘာလို့ရမလဲ။မင်းမြတ်မင်းတီလားမင်းနဲ့တွေ့ရင်ငါဘဝကအမြဲတမ်းအသစ်ဖြစ်နေတယ်လို့ပဲຫນွေဦးကမင်းမြတ်ရဲ့လက်ကိုဆွဲရင်းအပြင်လေးကိုအသာရနမ်းလိုက်တယ်။သူတို့နှစ်ယောက်ဟာမြို့ပြင်ကကော်ဖီဆိုင်လေးတစ်ဆိုင်မှာခိုးတွေ့နေကြတာပါ။ကော်ဖီဆိုင်လေးထဲမှာမီးအိမ်လေးတွေထွန်းထားတာမို့လို့နှွေးထွေးတဲ့အငွေ့သက်လေးတွေကသူတို့နှစ်ယောက်ကိုဝန်းရံနေတယ်။မင်းမြတ်ရဲ့ရင်တွေကလည်းဒိန်းဒိန်းတုန်နေပါပြီ။ຫນွေဦးရဲ့အပြောလေးတွေကသူ့ကိုရင်ခုန်စေတယ်။သူမရဲ့ဆွဲဆောင်မှုလေးတွေကသူ့ကိုစိတ်လှုပ်ရှားစေတယ်။ဒါပေမဲ့သူတတိယလိုက်တာကတော့နင်းတို့ပါ။နင်းတို့ကသူ့အတွက်နေကြပန်းလေးတစ်ပွင့်လိုပဲ။သူမဟာသူ့ကိုနားလေတယ်စောင့်ရှောက်တယ်ဖေးမာတယ်။သူမနဲ့တွေ့ရင်သူ့စိတ်တွေကငြင်းချမ်းသွားတတ်တယ်။သူမဟာသူ့ဘဝရဲ့အခြေခံအုတ်မြစ်ကြီးလိုပဲ။မင်းမြတ်ဟာຫນွေဦးကိုချစ်တာလားဒါမှမဟုတ်သူမရဲ့ဆွဲဆောင်မှုလေးတွေကိုပဲယူသွင်းနေတာလား။နင်းတို့ကိုသူတကယ်ပဲမချစ်တော့တာလားဒါမှမဟုတ်တန်ရောစုအိုးကြီးကပဲသူ့ကိုနှောက်ဖွဲ့ထားတာလား။မင်းမြတ်နောက်ကိုတကယ်ချစ်ရလားຫນွေဦးရဲ့မိကုန်းကမင်းမြတ်ကိုစွန့်သွားစေတယ်။သူမကသူ့ကိုမျှော်လင့်ချက်တွေပြည့်နေတဲ့မျော်ဝန်းလေးတွေနဲ့စိုက်ကြည့်နေတယ်။မင်းမြတ်ဟာဘာပြန်ပြောရမှန်းမသိဖြစ်နေတော့မှနင်းတို့ရဲ့ဖုန်းဝင်လာတယ်။မင်းမြတ်အိမ်မှာနေကြပန်းလေးတွေပွင့်နေပြီ။မင်းမြတ်ပြန်လာခဲ့တော့နင်းတို့ရဲ့အတန်လေးကမင်းမြတ်ရဲ့စိတ်ကိုငြင်းချမ်းသွားစေတယ်။နေကြပန်းလေးတွေပွင့်နေပြီတဲ့။သူမဟာအမြဲတမ်းသူ့ကိုစောင့်မျှော်နေတတ်တယ်။သူမဟာသူ့ဘဝရဲ့အနားယူရနေရလေးလိုပဲ။မင်းမြတ်ဟာຫນွေဦးကိုကြည့်လိုက်ရင်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ຫນွေဦးငါမင်းကိုချစ်ပါတယ်။ဒါပေမဲ့ငါဘဝရဲ့အရာရာကတော့နင်းတို့ပါຫນွေဦးရဲ့မျောဝန်းလေးတွေထဲမှာမျက်ရည်တွေဝဲတက်လာတယ်။သူမကမင်းမြတ်ကိုလှည့်ကြည့်လိုက်ရင်နှက်ခမ်းလေးကိုတင်းတင်းစေးလိုက်တယ်။မင်းမြတ်မင်းတကယ်ပဲငါ့ကိုမချစ်တော့ဘူးလားမင်းမြတ်ဟာຫນွေဦးကိုကြည့်လိုက်ရင်စိတ်မကောင်းဖြစ်သွားတယ်။ဒါပေမဲ့သူသိလိုက်တာကတော့အချစ်နဲ့တန်ရောစုပ်ဒီနှစ်ခုကြားမှာသူရွေးချယ်ရမှာကတော့တန်ရောစုပ်ပါပဲ။တန်ရောစုပ်ကအချစ်ထပ်ပိုပြီးခိုင်မြဲတယ်တည်မြဲတယ်။တန်ရောစုပ်ကအချစ်ထပ်ပိုပြီးနှက်ဆိုင်တယ်လေးနက်တယ်။မင်းမြတ်ဟာအိမ်ကိုပြန်လာရင်နေကြပန်းလေးတွေပွင့်နေတဲ့သူတို့ရဲ့အိမ်ခန်းလေးထဲမှာနှင်းနုကိုတွေ့လိုက်ရတယ်။သူမကသူ့ကိုတွေ့တော့ပြုံးပြလိုက်ရင်လက်ကိုလှမ်းဆွဲလိုက်တယ်။မင်းမြတ်မင်းပြန်လာခဲ့ပြီနော်နှင်းနုရဲ့အတန်လေးကမင်းမြတ်ရဲ့စိတ်ကိုငြင်းချမ်းသွားစေတယ်။နေကြပန်းလေးတွေပွင့်နေပြီတဲ့။သူမဟာအမြဲတမ်းသူ့ကိုစောင့်မျှော်နေတတ်တယ်။သူမဟာသူ့ဘဝရဲ့အနားယူရနေရလေးလိုပဲ။မင်းမြတ်ဟာနှင်းနုကိုကြည့်လိုက်ရင်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ဟုတ်တယ်။နင်းငါပြန်လာခဲ့ပြီအချစ်နဲ့တန်ရောစုအဒီနှစ်ခုလုံးကဘဝအတွက်အရေးကြီးပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့တန်ရောစုကပဲဘဝကိုခိုင်မြဲစေပြီးအချစ်ကပဲဘဝကိုအယောင်ချယ်ပေးတတ်တာပါ